မြန်မာနိုင်ငံကငလင်းပေးအတွက်ရန်ပုံငွေပွဲကို Bangkok University က International Students တွေပေါင်းပြီးလုပ်ထားတဲ့ပွဲလေးပါ။မိကြအဆုံးကစီနီယာတွေရောရွယ်သူတွေရောသူတို့တကြွတဲ့ပညာနဲ့တစ်ဖက်တစ်လမ်းကူညီကြပါတယ်။ CCD မိကြသူတွေကကိုယ်တိုင်ဆွဲထားတဲ့ app လေးရောင်းကြတယ်။ PPA နဲ့ Culinary app မိကြကကျောင်းသားတွေကတော့မုတ်ရောင်းကြပါတယ်။ဒီလောက်ရှိရဲ့တန်ရတော့ကိုယ်ရီခောက်ဆွဲဥစားဖို့တန်းစီနေကြတာပါ။ဒါတော့I am my မိကြကမလူဖရင်ကိုရိုင်းဟူရွန်ကအိမ်ဆိုတဲ့တခြင်းလေးကိုဆိုပြီးရမုံငွေပွဲမှာပါဝင်ထားတာပါဒီရမုံငွေပွဲကိုဧပြီ4နဲ့5 2ရက်ကျင်းပခဲ့ပြီးစုစုပေါင်း3,248,898 ဘတ်တီတီရရှိခဲ့ပါတယ်